မနေ့ကပဲကိုဖိုင်နာနမင်နဲ့စတားပွိုင်လို့လူသိများကြပါတယ်မနေ့ကပဲဟာသူ့ရဲ့ဖိုင်နာဘဝတစ်လျှောက်လုံးကိုအံ့ဩဖွယ်အမောက်သိမ့်နိုင်စွမ်းများနဲ့အောင်မြင်လို့စိတ်ကြီးမားမှုများဖြင့်တိဆောက်ခဲ့တဲ့သူပါ1993ခုနှစ်နိုဝင်ဘာ14ရက်နေ့တွင်အန်ဂိုလာနိုင်ငံလူအန်ဒါမြို့၌မွေးဖွားခဲ့ပြီးပေါ်တူဂီသို့ပြောင်းရွှေ့အခြေချက2012ခုနှစ်တွင်ဥရောပဒေသခံအဖွဲ့အစည်းတွေရဲ့ professional ပွဲများတွင်စတင်ထိုးသက်ခဲ့ပါတယ်။သူရဲ့အောင်မြင်မှုအကြီးဆုံးတွေဟာဂျပန်နိုင်ငံရှိ Risen Fighting Federation တွင်စတင်ခဲ့တယ်လို့ဆိုရမှာပါ2018ခုနှစ်မေ6ရက်နေ့တွင်လက်ရှိ UFC မှာထိုးသက်နေတဲ့ Fighter ဂိုင်အစာကူယာနဲ့ပထမဆုံးအကြိမ်ထိုးသက်ပွဲတွင်အမှတ်ဖြင့်ကရှုံးခဲ့ရပါတယ်ထိုနှစ်ဒီဇင်ဘာ31ရက်နေ့ Risen 14တွင်ဒုတိယအကြိမ်ဂိုင်အစာကူယာနဲ့ထိုးသက်ခဲ့ရာအမှတ်ဖြင့်ထပ်မံရှုံးပေးခဲ့ရပါတယ်သို့သော2019ခုနှစ်ဒီဇင်ဘာ31ရက်နေ့ Risen 20တွင်ဂိုင်အစာကူယာနဲ့တတိယအကြိမ်ထိုးသက်ပွဲမှာဒုတိယအချီလဲထိုးဖြင့်အနိုင်ရပြီး Risen Bantamweight Champion ဖြစ်လာခဲ့ပါတယ်။အဲနိုင်ပွဲဟာသူ့ရဲ့ Fighter ဘဝတစ်လျှောက်လုံးတွင်အမှတ်တရတစ်ခုအဖြစ်ကျန်ရှိနေပါတယ်။နောက်ထိုးသက်ပွဲမှာပြိုင်ဖက်တကီယမီဇူဂါကီကို2019ခုနှစ်ဩဂုတ်တွင်အလဲထိုးဖြင့်ဆက်လက်အနိုင်ယူခဲ့ပြီး2019ခုနှစ်ဒီဇင်ဘာတုန်းကRisen Bantamweight ရဲ့ရှေ့ရောက်ထိုးသက်ပွဲတွင်ပြိုင်ဖက် Ian McCall ကို80စက္ကန့်အတွင်းအနိုင်ရခဲ့ကနောက်2ရက်အတွင်းဆက်လက်ကျင်းပတဲ့ Bantamweight ရဲ့ရှေ့ရောက်ထိုးသက်ပွဲနောက်ဆုံး Final တွင်ဂျိုဂျီဟိုရီကူချီကိုချုပ်ကွက်ဖြင့်ရှုံးနိမ့်ခဲ့ရပါတယ်2021ခုနှစ်စတွင်မနေ့ကပဲဟာ UFC ကိုစတင်ရောက်ရှိလာပါတယ်ဖေဖော်ဝါရီ6ရက်နေ့တွင် UFC ပွဲဤထွက်အဖြစ်Alexandre Pantoja နဲ့ထိုးသက်ရာအမှတ်ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်2021မှ6ရက်နေ့တွင်မတီယိုနီကိုလာနဲ့ထိုးသက်ရာအမှတ်ဖြင့်ထပ်မံရှုံးပေးခဲ့ရပါတယ်သို့သော2021ခုနှစ်ဩဂုတ်9ရက်နေ့ UFC 265တွင်Ode Osborne ကိုပထမအချီလဲထိုးခဲ့အနိုင်ရပြီးဒီဇင်ဘာ4ရက်နေ့တွင်ဇလဂိုက်ဇူမဂူလာကိုပထမအချီလဲထိုးခင်ဆက်လဲအနိုင်ရခဲ့ပါတယ်သူ့ရဲ့နောက်ဆုံး UFC မှာထိုးသက်ခဲ့တဲ့ပွဲတွေကတော့2022ဒီဇင်ဘာ19 UFC Fight Night တွင်David Deborah ကိုအမှတ်ဖြင့်အနိုင်ရခဲ့ပါတယ်2023စက်တင်ဘာ9 UFC 293တွင် Felipe Da Santos ကိုအမှတ်ဖြင့်အနိုင်ရခဲ့ပြီး2024ဇူလိုင်29 UFC 204တွင် Muhammad Mokayev ကိုအမှတ်ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်2024ဒီဇင်ဘာ14 UFC Fight Night တွင် Bruno Silva ကိုတတိယအချီလဲထိုးခဲ့အနိုင်ရခဲ့က2025မတ်လ UFC Fight Night တွင်အစုအလတ်မာဘေးကိုတတိယအချီလဲထိုးဖြစ်အနိုင်ရခဲ့ပါတယ်2025ဒီဇင်ဘာ13 UFC Fight Night တွင်Brandon Royval ကိုပထမအချီလဲထိုးဖြစ်အနိုင်ရခဲ့ပါတယ်ဒီလိုမျိုးစွမ်းရည်တွေကိုပိုင်ဆိုင်ထားတဲ့မနေ့ကပဲက UFC Champion ဖြစ်လာနိုင်မလားဆိုတဲ့မေးခွန်းပါဝိတ်အနည်းဆုံးဖြစ်တဲ့ဖလိုက်ဝိတ်ရဲ့ထိုးသက်ပွဲတွေဟာအလဲထိုးနှုံးနေပြီးအမှတ်ဖြစ်အနိုင်ရတာများတဲ့ဝိတ်တန်းမှာမနေ့ကပဲရဲ့အလဲထိုးအနိုင်ရနှုံးများတာလဲ Champion ဖြစ်လာနိုင်တဲ့အရင်ချင်းရှိရလို့ဆိုရမှာပါပြီးရင်မနေ့ကပဲဟာ David Deborah နဲ့ Brandon Royval လိုမျိုးထိပ်တန်းဖိုင်နာတွေကိုအနိုင်ရတာမကပဲနောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲတွေမှာအလဲထိုးပွဲများနဲ့အနိုင်ရထားတာဖြစ်ပါတယ်မနေ့ကပဲရဲ့ဖက်ဆုံစွမ်းရည်တွေကလည်းတဖြည်းဖြည်းဆက်လက်တိုးတက်လာပြီးလက်ရှိတွင် Champion စိန်ခေါ်ရန်အခွင့်အလမ်းလေးရှိနိုင်တယ်လို့ဆိုရမှာပါတစ်ဖက်မှာသူရဲ့စိန်ခေါ်ပြောဆိုမှုတွေကလည်းပရိသတ်စိတ်ဝင်စားအောင်ပုံမှုဖြစ်စေနိုင်ပါတယ်